အခုစောက်ဟင်းချက်တဲ့အခါမှာလေချီလီတို့လိုအလဲရိုးကိုမလွတ်ပြဖက်နဲ့ခုလိုမျိုးအကျွတ်လေးကြော်စားတဲ့လူတွေရှိလာရင်ဥဆုံးငခုပေါ်ကလေအရေကုန်အမဲရောင်ကိုဖယ်ဖို့အတွက်ကိုငါးကိုလေရေနွေးဆူဆူနဲ့လေလောင်းပြီးတော့2မိနစ်လောက်ထားတယ်ပြီးရင်အပေါ်ဟာကိုဓာတ်နဲ့ချစ်ထုတ်လိုက်ဒီအမဲတွေကပြောင်းပြီးဖွေးလေးရပါတယ်ပြီးတော့လေဒီလိုမျိုးပြထားတဲ့လိုမျိုးအညီလုံးနှစ်ခုရှိတယ်ပေါ့နော်သွေးလိုမျိုးသွေးကဲလိုမျိုးပေါ့နော်အဲ့ဒါလေးကိုခုပြထားတဲ့လိုလေးဖယ်လိုက်ရပါတယ်ဒါဆိုရင်မညီတော့ဘူးပေါ့နော်ပြီးရင်ငါးကိုအရင်ဆုံးအသားလေးလွှာပါမယ်အယိုးနာကနေကပ်ပြီးလွှာပါဒါကိုတော့လေးထပ်အောင်သွေးထားမှလေးလွှာတာပိုအဆင်ပြေပါတယ်ပြီးရင်အယိုးလေးကိုတစ်ပိုင်းပိုင်းထားပြီးတော့ကြော်စားမှာပါငါ့ကိုအသားကျရလွယ်အောင်ခုလိုမျိုးပိုင်းလေးတွေလီထားမယ်ပြီးရင်အရသာအတွက်စားရယ်ငါးသားမုံရယ်စနွင်းရယ်ထည့်ပြီးတော့နေပါတယ်စနွင်းထည့်တာကလေအညီသက်သာအောင်လို့ပါငါးရိုးကိုလည်းစားစနွင်းအရသာမုံနေထားပါတယ်ငါးရိုးလေးကိုလေကြော်စားရင်တော်တော်လေးစားကောင်းတယ်ပေါ့နော်အရင်ဆုံးကြက်ရလွယ်ဖို့အတွက်လေအရေပြားလေးတွေပြတ်သွားအောင်ခုလိုမျိုးဓာတ်လေးနဲ့နှုတ်ဆင်းပါတယ်ဒါကတော့ဂျင်းနဲ့ငရုတ်ကောင်းစီးနဲ့ကိုထောင်းထားတာပါဒါကိုပါထည့်ပြီးတော့လေငါးလေးကိုထည့်ကြိတ်ပါတယ်ငါးလုံးဝမညှိအောင်ပေါ့နော်ကြက်ရတာလေးနည်းနည်းလေးအရန်စီးနေတဲ့အတွက်ကြောင့်ရေခဲတုံးလေး2တုံးထည့်ကြိတ်ပါတယ်အသားလေးတွေညက်ပြီးဆိုရင်တော့လေလက်ကိုရေးဆွတ်ပြီးတော့အလုံးရှိရှိလေးတွေလုံထားပါမယ်အလုံးကတော့ကိုယ်စိတ်ကြိုက်ပုံစံလုံးလို့ရပါတယ်အပြားပဲလုံးလုံးအလုံးပဲလုံးလုံးပါဒါလေးတွေကိုဟင်းမချက်ခင်မှာပေါ့နော်ငါးအယိုးလေးတွေကိုအရင်ဆုံးကြော်ပါမယ်ဒါလေးကိုလေနှစ်ဖက်လုံးရဲပြီးတော့ကျွတ်လာသည်ထိကြော်ပါတယ်ဒီစီထဲမှာပဲထည့်ပြီးတော့လေပြီးတော့မှဟင်းဆက်ချက်ပါပါဒီအကျွတ်ကြော်လေးဆိုရင်လေတိမ်လုံးကကြိုက်ကြပါတယ်ပြီးရင်ငါးသားလုံးလေးတွေကိုအပေါ်ရန်တင်းပြီးရဲလာသည်ထိကြော်ပါတယ်ဒါကလေအညီကြောက်တဲ့လူအတွက်ဆိုရင်ဒီလိုကြော်ပြီးချက်တာပိုကောင်းပါတယ်ပေါ့နော်ဒါကလေနှစ်ဖက်လုံးရဲရဲတင်းတင်းလေးဖြစ်လာပြီဆိုရင်ရပါပြီအရင်ကျွတ်တီတီကြော်စရာမလိုပါဘူးခဏလောက်ဆဲထားပါမယ်ဟင်းချဖို့အတွက်ဂျင်းကြက်သွန်ဖြူနီငရုတ်သီးအယောင်တင်မုံထောင်းထားတာကိုထည့်ပြီးတော့စီးတက်ပါတယ်မွေးလာပြီဆိုတော့မှခရမ်းကျင်သီးပပလှီးထားတာကိုထည့်ပြီးတော့လုံးပေးပါတယ်ခရမ်းကျင်သီးအနှစ်ကျေးပြီဆိုတော့မှငွမ်းပြားရည်ရယ်စားရယ်ငါးသားမှုန့်ရယ်ထည့်ပါတယ်ပြီးရင်ကြော်ထားတဲ့ငစုံလုံးလေးတွေကိုထည့်ပါတယ်ခဏလောက်မှွေးပြီးဆိုတော့မှရေထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ပါမယ်ငရုတ်သီးစိမ့်ကိုတစ်ခါတည်းထည့်ထားပါတယ်ဒါမှငရုတ်သီးစိမ့်ကြီးကလည်းနူးနူးလေးဖြစ်အောင်ပေါ့နော်ရေနှဲငယ်ကြလာပြီဆိုရင်တော့နောက်ဆုံးမှာပုံမွေးအောင်လို့ရှက်နက်နေလေးအုပ်ပါတယ်ဒါဆိုရင်တော့ဖွေးဖွေးလေးနဲ့အရသာလည်းရှိတယ်ငခုငစုပ်လုံးဟင်းလေးရရှိပါပြီ